ဒါပေမဲ့ယွန်းကျင်လည်းရုံးကနေထွက်လာရောချိုင်လင်ကဦးလေးကြီးနဲ့ဝတုတ်ကြီးကိုခေါ်ပြီးနောက်ကနေတကောက်ကောက်လိုက်လာခဲ့ကြတာဗျာကားပေါ်မှာတော့ဒီလူရှုပ်၃ယောက်ကယွန်းကျင်ကိုဆရာကြီးလို့ဆိုအတင်းသတ်မှတ်ပြီးသူ့စီကနေစွမ်းအားသုံးနည်းတွေကိုတင်ပေးဖို့အတင်းပူစာနေကြတာပေါ့ယွန်းကျင်လည်းစိတ်ညစ်ညစ်နဲ့ငါဘာမှမတတ်ဘူးလို့ပဲအေးဆက်ဆက်ညင်းလွတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲဦးလေးကြီးကစိတ်တူတူနဲ့ကားကိုလမ်းဘေးမှာရက်လိုက်တော့မျက်နှာချင်းဆိုင်ကနေမောင်းလာတဲ့ရဲကားတစ်စီးကပုံမှန်မဟုတ်တာကိုသတိထားမိလိုက်ကြတယ်တကယ်တော့အဲ့ဒီရဲတွေကလည်းထူးဆန်းတဲ့ရေအိုင်နဲ့ထိတွေ့ခဲ့ဘူးသူတွေဖြစ်ပြီးကားမောင်းနေရင်ရုတ်တရက်သတိလစ်သွားတာကြောင့်ရဲကားကြီးကလမ်းချော်ပြီး၆ထဲပြုတ်ကျသွားပါတော့တယ်ဒါကိုမြင်တော့ချိုင်လင်နဲ့ဝတ်တုတ်ကြီးကကားပေါ်ကနေချက်ချင်းဆင်းပြီးလူနာတွေကိုကယ်ဖို့ပြေးသွားကြပေမဲ့ကျွန်တော်တို့ရဲ့ဆက်လိုက်ကြော်ယွန်းကျင်ကတော့ဘာမှမကူညီခြင်းတဲ့ပုံစံနဲ့အဝေးကနေပဲအေးအေးဆေးဆေးကြီးကြည့်နေခဲ့တာဗျာချိုင်လင်ကစိတ်တူတူနဲ့ရှင်တကယ်ပဲမကူညီဘူးလားစူပါဆွမ်းအားတွေကိုအိမ်ဝယ်ဖို့ခြံထားတာမို့လို့မတုံးတာလားလို့လှမ်းអော်ပြီးဝတ်တုတ်ကြီးနဲ့အတူကားကိုအတင်းမဖို့စူးစမ်းကြတာပေါ့အခြေအနေမဟန်တော့တာကိုမြင်မယွန်းကျင်ကမျက်မှန်လေးကိုပင်းလိုက်ပြီးစိတ်အာရုံနဲ့ရဲကားကြီးကိုမပေးလိုက်ပါနဲ့ဒါကိုကွယ်ရာကနေကူညီပေးမှမသိတဲ့ဝတ်တုတ်ကြီးကတော့သူ့ရဲ့စူပါအင်အားကြောင့်ကားကြီးကျွတ်တက်လာတဲ့အထင်နဲ့ပြောချင်တိုင်းပြောနေတာပေါ့ဗျာဒီကြားထဲရေသွားခတ်ပြီးပြန်လာတဲ့ဦးလေးကြီးကကားမီငင်းရင်းနဲ့ငါစမ်းချောင်းထဲမှာငါလောက်ကြီးရဲ့ငါချင်းကြီးတစ်ကောင်မြင်ခဲ့တယ်ဆိုပြီးစိတ်လှုပ်ရှားတကြီးလာပြောတာပေါ့ဝတ်တုတ်ကြီးကလည်းသူ့ရဲ့စူပါအင်အားကြောင့်ကြွားလုံးထုတ်နေတော့ဦးလေးကြီးကသဘောကျပြီးသူ့ပကုံးကိုလှမ်းပုတ်လိုက်ရကနေသူ့လက်ကစူပါကော်ဆွမ်းအားကြောင့်ဝတ်တုတ်ကြီးနဲ့ကတ်သွားပြီးအမော်ဘူးတွေလိုဖြစ်ကုန်ပါရောတကယ်ဒုက္ခအိုးတွေပါပဲဗျာမီးလောင်နေတဲ့ရဲကားဘေးမှာနှစ်ယောက်သားတင်းရုံကန်နေရင်မီးကပိုပြင်းလာတော့ချိုင်လင်ကယွန်းကျင်ကိုဒီအတိုင်းပဲကြည့်နေတော့မလားဆက်နေရင်သူတို့နှစ်ယောက်လုံးအခင်ဖြစ်တော့မယ်လို့အော်ပြောပါတော့တယ်အခြေအနေဆိုးရင်ရလာတာကြောင့်ယွန်းကျင်ကစိတ်အာရုံနဲ့ထပ်မံကူညီပေးလိုက်ပြီးဝတ်တုတ်ကြီးကိုလွတ်ထွက်သွားအောင်လုပ်ပေးလိုက်ပေမဲ့ဦးလေးကြီးရဲ့လက်ကတော့ကားနဲ့ကတ်နေတော့မှပဲချိုင်လင်ကကူညီဖို့ပြေးသွားမှာပဲယွန်းကျင်ကမျက်စိတမိတ်တွင်းမှာပဲချိုင်လင်ကိုတယ်လီပို့လုပ်ပြီးဘေးကင်းရာကိုဆွဲခေါ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝတ်တုတ်ကြီးကအသက်လူပြီးအာကုံသုံးကကားတကားတံမြားကြီးကိုစွတ်အတင်းဆွဲခွာပစ်လိုက်လို့သူတို့နှစ်ယောက်လုံးပောက်ကွဲမှုတံကနေတီတီလေးလွတ်မြောက်သွားခဲ့ကြပါတယ်ဒီလိုတေဘေးကနေလွတ်မြောက်လာပြီးနောက်မှာတော့သူတို့၄ယောက်ကြားမှာထူးခြားတဲ့တန်ရောစစ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ကားပေါ်မှာချိုင်လင်ကငါတို့အားလုံးမှာစူပါဆွမ်းအားတွေရှိနေမှာတော့အဖွဲတစ်ဖွဲဖွဲကြရအောင်ရလာမဲ့စုချင်းငွေတွေကို၄ယောက်ညီတူမျှတူခွဲယူကြတာပေါ့လို့စိတ်လှုပ်ရှားတကြီးအဆိုပြုလာတာပေါ်တာကိုဦးလေးကြီးနဲ့ဝတ်တုတ်ကြီးကသဘောတူပြီးပြောနေကြပေမဲ့ယွန်းကျင်ကတော့ခင်ဗျားတို့၃ယောက်ကိစ္စခင်ဗျားတို့ဘာသာရှင်းကြပါကျွန်တော်စီကဘာမှမျှော်လင့်မနေနဲ့ကျွန်တော်ကတော့ဘာမှမလုပ်ပေးနိုင်ဘူးဝင်လဲမပတ်သက်ချင်ဘူးလို့အေးဆက်ဆက်ညင်းဆိုပြီးကားပေါ်ကဆင်းသွားခဲ့ပါတော့တယ်